မင်္ဂလာပါဒီကောင်လေးကအမေလာကော့ကတူအမျိုးအစားလေးဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ဖြူလုံးပဲဖြစ်ပါတယ်ဗျတတကိုချက်လားလို့ပြောတယ်စကားအရင်များပြီးတော့လူလုံးအချွဲတဲ့ကောင်လေးဖြစ်ပါတယ်ဗျခန္ဓာကိုယ်ကတော်တော်လေးကိုကြီးတာတော့ကျွန်တော်အကောင်းနှလုံးသားလောက်ကိုရှိတယ်ဗျသူ့ရဲ့တောင်းလေးကဖြူလုံးရေတတကိုချက်လားလို့တတကိုချက်လားလို့ဒီကောင်လေးစကားပြောတဲ့ဗီဒီယိုကျွန်တော်ရဲ့ page မှာလည်းကျွန်တော်တင်ပေးတာလေးရှိပါတယ်ဗျသူစိတ်ပါတဲ့ခါကျရင်ပြောတယ်သူစိတ်မပါတဲ့ခါကျရင်မပြောဘူးဗျအဲ့လိုမျိုးဗျစကားကတော့တော်တော်လေးကိုပြောတယ်ဖြူလုံးလုံးဝချစ်စရာလေးဗျနော်ဖြူပွေးပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page မှာသွားပြီးတော့ကြည့်လို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်